ဒီနေ့ညအတွက်ပေါ့နော်ကျွန်တော်နောက်ဆုံးသုံးသပ်ပေးမယ့်ပွဲလေးอ่ะပေါ့ဒီဂျာမန်ဘွန်ဒက်လီဂါပွဲဖြစ်တဲ့ပေါ့ Gladbach နဲ့ Mainz ပွဲလေးပဲဖြစ်ပါတယ်မြတ်ဒီအင်္ဂလန်အသင်းဖြစ်တဲ့ Gladbach ကိုကြည့်မယ်ဆိုလို့ရှင်ပေါ့နော်ဒီလက်ရှိမှာနိုင်ပွဲဆက်ထားရဆိုပေမဲ့လည်းဒီအဝေးကွင်းဘက်ကနေပဲနိုင်ပွဲဆက်ထားပြီးတော့ပေါ့နောက်ဆုံးဆော့ခဲ့တဲ့အင်္ဂလန်လီဂ်မှာဆိုရင်တော့တပွဲပဲအနိုင်ရရှိကြတယ်ခင်ဗျMainz ကိုကြည့်မယ်ဆိုရင်တော့ Mainz ကအဆင့်လေးနေရာမှာရပ်တည်နေပြီးတော့ပေါ့နော်ဒီဟာဒီ Bundesliga မှာဒီခိုင်းစစ်ပိုင်းရတော့တော်တော်လေးကောင်းမွန်လာတာကိုတွေ့ရတယ်ဗျလက်ရှိအချိန်မှာလည်း Mainz ကပေါ့ဒီအဝေးကွင်းတိုင်းကိုဇက်တိုက်နိုင်နေပြီးတော့နောက်ဆုံးပွဲမှာဆိုရင်လည်းပေါ့နော်ဒီ Leipzig ကိုတော့မှအနိုင်ယူထားတယ်ခင်ဗျဒီကျွန်တော်တို့ကြေးရကြည့်မယ်ဆိုရင်ပေါ့နော်ဒီမနက်ခင်းဒီကြေးတော့じゃဒီ Gladbach ဘက်ကိုမှဒီတေး -30 ပေးထားပြီးတော့မှအခုညပိုင်းကျတော့ကြေးကအပြောင်းလဲဖြစ်ပြီးတော့ Mainz ဘက်ကိုတေးဆို-30ပေးထားတယ်ခင်ဗျကြီးကဟိုဘက်ဒီဘက်အိမ်ငွေဘက်ကနေအဝေးကြီးဘက်ကိုပြောင်းသွားတဲ့ပုံစံကိုကြည့်ရမယ်ဆိုရင်တော့ပေါ့နော်ဒီည Mainz နိုင်မယ်လို့တွက်ချက်ထားတဲ့ပုံပဲခင်ဗျဒီကျွန်တော်အနေနဲ့လည်းဒီနှစ်သင်းလုံးကိုတော့ဒီဂျာမနီဆိုတဲ့အတိုင်းပဲဂိုးပေါ်ဆိုတာတဲ့ဒီအဝေးကွင်းကိုနိုင်ပြီးတော့ဒီ Leipzig ပါတက်နိုင်ကြတဲ့အဆင့်၄နေရာမှာရပ်တည်နေတဲ့ Mainz ကိုပဲကျွန်တော်အနေနဲ့ဒီညရွေးချင်တယ်ခင်ဗျ